Okay အားလုံးပဲမင်္ဂလာပါဒီ video lesson မှာဆိုကျွန်တော်ကိုကြပေါ့ရေကြုံရင်ပြောပေးပါဆိုတဲ့တခြင်းရဲ့ intro ဘယ်လိုတီးရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒါအနည်းဆက်ဆုံးလေ့လာကြည့်မှာပေါ့နော် Okay ဆိုတော့ဒီတခြင်းကဆိုတာ key C ပေါ့နော်တခြင်းမှာပါရကွက်တစ်ချက်ရင်လေ့လာကြည့်မယ် C G ရေမိုင်နာပြီး C G ရေမိုင်နာပေါ့နော်ဒါပဲသူ round ပြီးတီးရပါပေါ့နော် Okay ဆိုတော့တခြင်းရင်ဒီခက်ကြည့်အောင်သူရဲ့ intro ပေါ့နော် okay ဆိုတော့ကျွန်တော် C ကော C နဲ့ G ကိုဒါတော့ C တီးမှာပေါ့နော်ဆိုတော့5ကြိုး3ကြိုး2ကြိုး1ကြိုးเนาะ plugging ပုံစံတီးလိုက်ရပါပြီးကျွန်တော် G ကောဆိုတော့6ကြိုးရဲ့3ခွက်မှာဒါလက်ကြွယ်ပြီးကျွန်တော်2ကြိုးရဲ့3ခွက်မှာလက်တန်ပေါ့နော်ဆိုတော့ဒီကြိုးနှစ်ခုတစ်ခါရဲ့အတူတီးမှာပေါ့နော်2ကြိုး okay ဆိုတော့ကျွန်တော် base note ကကျွန်တော်အတန်းဆက်နေရမှာပေါ့နော်ဆိုတော့အတန်းပြတ်တော့လို့မရအောင်ပြီးကျွန်တော်နေချိုရဲ့ပထမကွက်ပေါ့နော်ပြီးနေချိုလွတ်မယ်ပြီးရင်3ကြော်လွတ်နော် Okay ပြီးရင်မိုင်နာ Okay ဒါကြောင့်ကျွန်တော်ရင်မိုင်နာကွက်ပေါ့နော်5ကြိုးနဲ့နေချိုအလွတ်ပေါ့နော်ဆွဲလိုက်မယ်တခါလေပြီးရင်နေချိုရဲ့တစ်ကွက်ကိုကစားမှာပေါ့နော်ပြီးကျွန်တော်3ကြိုးပေါ့နော်3ကြိုးရဲ့နှစ်ကွက်မှာပြန်ဆွဲမယ်up down down up เนาะဆိုတော့လက်ထပ်ပြန်ဝင်မှာပေါ့ Okay ဆိုတော့ကျွန်တော်တစ်ချက်ပြန်ပြီးဒီကကြည့်အောင်Okay ဆိုတော့ကျွန်တော်ဒီချင်းအပိုင်းကိုတီးမယ်ဆိုရင်လက်ခတ်ကြတော့ down down up up down up down down up เนาะဒီပုံစံနဲ့ပဲ slow ကို return ပုံစံပေါ့နော် Okay ဆိုတော့ဒီနေ့ဒီ video lesson မှာဆိုကျွန်တော်ဒါကြုံရင်ပြောပေးပါဆိုတဲ့တချင်းရဲ့ဒါ intro ကိုဘယ်လိုတီးရလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးသဘောကျလေးကိုရှင်းပြပေးပါဖြစ်ပါတယ်